အားလုံးပဲမင်္ဂလာပါဘုံတူတော်ပိုင်း LA channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုပြပြသွားမယ့်အကြောင်းအရာတွေကတော့ပြီးခဲ့တဲ့အပိုင်းရဲ့အဆက်ပေါ့နော်ကမ်ဘောဒီးယားကဒီအန်ကောဝက်ဖျားเจ้าနဲ့တခြားဖျားเจ้าတွေကိုတွားလိုက်တဲ့အကြောင်းအရာလေးကိုမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တွားလိုက်တဲ့အချိန်တုန်းကဆိုလို့ရှိရင်တိုက်တိုက်ဆက်ဆက်ပေါ့နော်ကမ်ဘောဒီးယားရဲ့တချန်နဲ့လည်းကျွန်တော်တို့ကြုံတွေ့ခဲ့ရပါတယ်ဒီဥစ္စာတော့ကျွန်တော်လာအိုကနေကမ်ဘောဒီးယားအဝင်ပေါ့နော်အဲ့ဥစ္စာဘတ်စကားလက်မှတ်တွေဖြစ်ပါတယ်နောက်ပြီးတော့ driver cat တို့ departure cat တို့ဖြစ်ရတယ်ပေါ့နော်ကျွန်တော်ကမ်ဘောဒီးယားမှာလဲဖို့တော့ပေါ့နော်ဆိုင်ကယ်တွေငှားလို့ရပါတယ်တနေ့ကုန်ငှားမှ$14လောက်ပဲပေးရတယ်ပေါ့နော်တိုးတိုးဆိုလို့ရှိရင်$20လောက်ပေးရတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sunrise sunset ပါကြည့်လို့ရတာပေါ့နော်နောက်ပြီးတော့ sunrise sunset ကိုအမိုးပြန်ပေါ်လာတယ်ကြည့်လို့ရပါတယ်ကျွန်တော်ဒီအဝင်မဦးကိုဖြတ်ပြီးသွားလို့ရှိရင်နောက်ထပ်1မိုင်လောက်ဆက်ရှောင်းမယ်ပေါ့နော်အဲ့ဒီမှာလည်းအလားတက်ပုံရပြီးတဲ့သူတွေရှိပေါ့နော်ခုဆိုရင်ကျွန်တော်တို့ဖျားเจ้าဝင်တော့မှာဖြစ်ပါတယ်ဖျားเจ้าထဲမှာသူတို့နေရန်ပေါ်မှာထွင်းထူထားတဲ့လက်ရာတွေတွေ့ခဲ့ရတယ်ပေါ့နော်ကိုဆိုလို့ရှိရင်အပေါ်တက်ချီဖို့အတွက်တန်းစီရမှာပေါ့နော်တက်ရတဲ့လေကနည်းနည်းမတ်တဲ့အတွက်လူကြီးတွေအတွက်ဆိုရင်နည်းနည်း queue ဆက်ရပါမယ်ကလေးတွေဆိုလည်း6နှစ်ဝင်ချင်းကိုပေးမတက်ဘူးပေါ့နော်ပုံမှန်တွေ့ရတဲ့ view ကတော့တော်တော်လေးလှပါတယ်ကျွန်တော်အပေါ်ရောက်တဲ့အခါမှာဗာတွေးလိုက်ရလဲဆိုလို့ကျွန်တော်တို့ဟိုဝေးကနေပြင်လိုက်ရတဲ့ဒီဖျားเจ้าရဲ့အနီးကပ်ဥစ္စာလေးပြင်ရတယ်ပေါ့နော်အဲ့ဒါနဲ့အတူကျွန်တော်ဒီလျောင်းတော်မူတစုကိုလည်းဖိုးခဲ့ရပါတယ်ခုနကလာခဲ့တဲ့ကြောက်လန်းရဲ့ဘေးမှာဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးရှိရပါတော့အဲ့မှာဓာတ်ပုံရိုက်လို့ရပါတယ်အရင်ကျွန်တော်2016တုန်းကလာတော့ဆိုရင်ဒီရေပေါ်တရားမရှိသေးဘူးเนาะအခုတရားလေးခွဲပြီးတော့အသွားတလန်းအပြန်တလန်းလုပ်ပေးထားတဲ့အတွက်အရင်ဆင်ပြေရပေါ့เนาะခွဲရနေဖတ်ပြီးတော့ကျွန်တော်တခြားတနေရာကိုခီးဆက်ပါမယ်သွားနေတဲ့လမ်းမှာဆိုလို့ရှိရင်ဒီသစ်ပင်တွေအများကြီးရှိတယ်ပေါ့နော်ခုကျွန်တော်တို့မြင်နေရဆိုလို့ရှိရင်သူတို့ရှေ့တုန်းကဘီရင်တွေရဲ့မျက်နှာပုံတွေနဲ့လှုပ်ထားတဲ့နေရာပေါ့နော်တော်တော့အဲ့နေရာမုံမှန်စံမှုလို့ကျွန်တော်တို့အပေါ်လေးတက်ခွင့်မရခဲ့ဘူးပေါ့နော်အဲ့ရနေထွက်လာပြီးတော့ကျွန်တော်တို့နေ့လည်စာစားဖို့နားတယ်ပေါ့နော်ဒီတုတ်တုတ်ဆရာတော့စားတော့ဆိုင်ကိုခေါ်သွားရပေါ့နော်အဲ့စားတော့ဆိုင်ကတော့ပုံမှန်ဈေးတန်းနည်းနည်းများတဲ့အတွက်ကျွန်တော်တို့ကအဲ့ဆိုင်ကိုမရွေးဘဲနဲ့ကိုစားခြင်းတဲ့ဆိုင်မှာဝင်ပြီးတော့စားတယ်ပေါ့နော်ခုသွားနေတဲ့နေရာကတော့ကျွန်တော်တို့အင်ဂျလီနာဂျိုလီတပ်ပုံရိုက်ခဲ့တဲ့တစ်ပေကြီးရှိတဲ့နေရာပေါ့နော်အဲ့ရှောင်းလန်းကလည်းတော်တော်လေးလှမ်းပါတယ်ပေါ့နော်တမကျော်ကျော်လောက်လမ်းရှောင်းရတယ်ပေါ့နော်အဲ့တောလန်းလေးမှာဆိုလေသူတို့ကမ်ဘောဒီးယားတူရီးယားနဲ့တိခတ်ပြီးတော့လူခံနေတဲ့အဖွဲ့ကိုလည်းတွေ့ကြရတယ်ပေါ့နော်
အဲ့တပ်ဖုံဆိုတဲ့ဖះเจ้าကိုအိန္ဒိယနဲ့ပေါင်းပြီးတော့သူတို့ပြန်ပြီးတော့မုံမှန်ထားတဲ့ဥစ္စာလေးကိုပြပြထားဖြစ်ပါတယ်ခုနေရာနေဖြတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အိတ်တပုံဆိုတဲ့တိပုတ်ပင်ကြီးရှိတဲ့နေရာကိုရောက်ပြီပေါ့နော်ဒီမှာတပုံရိုက်တဲ့သူတွေအများကြီးရှိပါတယ်နောက်ပြီးတော့ဒီ pastry နားလေးမှာရှိတဲ့သူတို့ရဲ့ဈေးကိုဝင်ပြီးတော့ပတ်ပါတယ်ဒါကတော့ကျွန်တော်သွားလေတော့တွေ့ခဲ့တဲ့မီနူတွေကဈေးနှုန်းလေးတွေပေါ့နော်ဈေးနှုန်းကနှစ်ခုပြထားရပေါ့ဒေါ်လာရဲ့နောက်ပြီးတော့သူတို့ percent rate ရဲ့ပေါ့နော်ဒါတော့သူတို့ရဲ့ night market ဖြစ်ပါတယ်အဲ night market မှာရတာစားလို့ရတယ်ပေါ့နော်ဒါကတော့ဟိုတယ်နားလေးမှာရှိတဲ့တကြံမှာဝင်ပြီးကဲနေတာဖြစ်ပါတယ်ဒီနေရာကတော့ဆက်ဆက်ကြီးတဲ့တောင်ကုန်းပေါ့နော်အဲတောင်ကုန်းပေါ်ဘုရားကျောင်းဖြစ်ပါတယ်နောက်ပြီးတော့ဒီဥစ္စာကတော့ကျွန်တော်တို့အကြံအလေးထားပုံစံမျိုးလေးတွေ့လို့ရိုက်တာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ convenience store မှာတွေ့ခဲ့တဲ့ဈေးနှုန်းလေးတွေလည်းတစ်ချက်ရိုက်ခဲ့တယ်ပေါ့နော်တကြံကိုပြန်ပြီးဆက်ရမယ်ဆိုရင်တို့တကြံဆိုလို့ရှိရင်ညတကောင်လောက်ထိရေပက်ကြရပေါ့နော်ထိုင်းတကြံနဲ့တူတူလေကျွန်တော်မြန်မာကြီးဆိုလို့ရှိရင်6နိုင်9နိုင်လို့သိပြီပေါ့နော်တို့ကြီးဆိုလို့ရှိရင်နေကင်း3နိုင်4နိုင်လောက်မှစပြီးတော့လို့ရှိရင်ညတကောင်လေးပက်ကြတယ်ပေါ့နော်ကျွန်တော်တို့တွေအဲ့ညမှာပေါ့နော်ဒီ CM ရိကနေပြီးတော့ Phnom Penh နဲ့ Vietnam ကိုကူဖို့အတွက်ကျွန်တော်တို့ညကားစီးတယ်ပေါ့နော်ဒီလက်မှတ်ကလည်း online ပေါ်နေတခါတည်းဝယ်ခဲ့ပါတယ်အဲ့ကားတင်ကတော့တိတ်တော့ recommend မပေးဘူးပေါ့နော်ဒီ Phnom Penh ထိကတော့အဆင်ပြေတယ် Phnom Penh နဲ့ဟိုဘက်ရောက်တော့ဒီစပယ်ယာကကျွန်တော်တို့ပတ်စံကောက်တယ်ပေါ့နော်ဒီ immigration ဖြတ်ဖို့အတွက်ဆိုရင်ပတ်စံတယောက်ကို4000လောက်ပေးရတယ်အရင်ကျွန်တော်2016တုန်းက Vietnam နဲ့ Cambodia ဖြတ်တော့ကျွန်တော်ပတ်စံပေးခဲ့ရဘူးပေါ့နော်ခုတောင်းတာတော်တော်လေးများပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီကားတင်ကိုတော့အားမပေးဘူးပေါ့နော်ဒီအမေရိကနေပြီးတော့နိုဘယ်ကိုကား6နိုင်စီးခဲ့ရတယ်ပေါ့နော်နိုဘယ်ကနေဟိုချီမင်းကိုနောက်ထပ်6နိုင်ထပ်စီးရပါမယ်စီအမေရိကနေညကားစီးခဲ့ပြီးတော့မနေ့နိုဘယ်ကိုရောက်ပါပြီ
နိုပင်ရောက်တဲ့ခါမှာနောက်ထပ်ကားပြောင်းဖို့အတွက်ပေါ့နော်ကျွန်တော်တို့ချက်ပေးတဲ့ကားကြီးကနေပြီးတော့ VNN သွားတဲ့ကန်ဂိတ်ကိုရောက်ဖို့အတွက်10မိနစ်လောက်လမ်းလျှောက်ရပါတယ်ဖနိုပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ VNN လူမျိုးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော် VNN ပတ်စံလည်းသုံးလို့ရသလိုကမ္ဘောဒီးယားပတ်စံလည်းသုံးလို့ရရပေါ့နော်နောက်ပြီးတော့ဒီ VNN မနက်စာစားတယ်ပေါ့နော်အဲဥစ္စာတွေကျွန်တော်တော်တော်လေးကြိုက်တယ်ပဲဘာလို့ဆိုတော့ကောင်းချင်းပေါင်းပေါ်မှာဘောကဝတ်သားအမြင့်လေးပါတယ်နောက်ပြီးတော့ဝတ်သားပြားရယ်ဝတ်ဦးချောင်းရယ်နောက်ပြီးတော့စက်တုံဒီချုံလေးလည်းဖြူးထားရယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာ VNN sandwich ပေါ့နော်အဲ့ဒါလည်းစားလို့ရတယ်နောက်ပြီးတော့ coffee လည်းတောက်လို့ရပါတယ်အခုဆိုရင်ကျွန်တော်တို့နယ်စပ်ကိုရောက်ပြီပေါ့နော်အဲ့မှာဆိုလို့ရှိရင်နယ်စပ်တွေထုံးစံအတိုင်းတရုတ်ကနေဖွင့်ထားတဲ့ကာစီနိုကြီးရှိရပေါ့နော်ကိုမြင်တေးကတော့ကမ္ဘောဒီးယားဘက်က immigration ဖြစ်ပါတယ်ကမ္ဘောဒီးယား immigration ပြပြမကြခင်မှာပဲကျွန်တော်ဒီဘက်က VN immigration ကိုရောက်တယ်ပေါ့နော်အဲ့ဒီပါကျွန်တော်တို့ shorting နဲ့တူတူပြန်ပြီးတော့ check in ပြန်ဝင်ရရပေါ့နော်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ VNN နယ်စပ်မြို့ကိုစပြီးဖြတ်နေပါပြီကိုယ်ဆိုရင်ကျွန်တော်တို့ဟိုချီမင်းမြို့ကိုစပြီးဝင်လာပြီပေါ့နော်ကျွန်တော်တို့ဟိုချီမင်းမြို့ထဲကိုရောက်ပါပြီကိုချင်းမြို့ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့နေကင်းတနာရီဝန်းကျင်လောက်ဖြစ်သွားပြီပေါ့နော်
အဲ့ဒီကြောင့်လည်းကျွန်တော်ဟိုတယ်ကို check in ဝင်ပြီးတော့နေ့ရက်သားစားဖို့အတွက်လိုက်ပြီးတော့ဆိုင်ရှာပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကိုချင်းမင်းပါလည်းကျွန်တော်လဲတဲ့အကြောင်းအရာတွေရဲ့နောက်ပြီးတော့ကိုချင်းမင်းနဲ့တစ်ဆင့်ကျွန်တော်ဝင်ထဲကိုသွားတဲ့အကြောင်းအရာလေးတွေကိုနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ Bye bye